အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အကောင့်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်ဖြင့်ကျွန်တော်ဟာဆိုလို့ရှိရင်ကျွန်တော်ရဲ့ editing နဲ့ဒီပြုကားတွေကိုကျွန်တော်လိုက်ဆောင်ပေးခြင်းဖြစ်ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင် Vietnam နိုင်ငံဒါလတ်မြို့လေးမှာတည်ရှိပြီးတော့ကျွန်တော်တို့ဒါလတ်မြို့တွေကနေဒီနေ့အောင်သွားမယ်ဆိုလို့ရှိရင်ဆိုင်ကယ်နဲ့သွားမယ်ဆိုလို့ရှိရင်15မိနစ်20လောက်မောင်းသွားရင်ရောက်ပါတယ်ဒီနေရာလေးကိုရောက်တယ်ဆိုလို့ရှိရင်မိတ်ဆွေပေါင်းတဲ့နေနဲ့တပ်ပုံလေးတွေပဲရိုက်အဖွဲလိုက်တပ်ပုံလေးတွေပဲရိုက်တယောက်တည်းပဲတပ်ပုံလေးတွေရိုက်ရှုခင်းကအရန်လှပပါတယ်ဒီနေရာလေးရောက်တယ်ဆိုလို့ရှိရင် Vietnam မြို့နဲ့မတူဘဲနဲ့ဥရောပနိုင်ငံတစ်ခုရောက်နေတဲ့ကဲ့သို့ခံစားရတဲ့ feeling မျိုးရရှိမှာဖြစ်ပါတယ်ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာဝင်ကြီးအနေနဲ့ Vietnam ငွေ7000ပေးရပါတယ် Vietnam ငွေ7000ပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ Vietnam ငွေ7000ကိုပေးထားတဲ့လက်မှတ်လေးကိုအဲ့ဒီအထက်ရောက်လို့ရှိရင်အဲ့ဒီမှာလဲပြီးလို့ရှိရင်အဲ့ဒီလက်မှတ်နဲ့ဒီမှာပြန်လဲပေးတာတော့အချိုကြီးရေတစ်ခုခုကိုကြိုက်နှစ်သက်တဲ့အရေးတမျိုးကိုပြန်လဲတယ်ယူဆောင်လို့ရပါတယ်ဒီနေရာလေးမှာဆိုလို့ရှိရင်မိတ်ဆွေတို့မင်္ဂလာဆောင်အတွက်တပုံလာရိုက်လို့လည်းရပါတယ်ဒီမှာတော့များတာတော့မင်္ဂလာဆောင်မဲ့လူတွေဝယ်တင်အတွက်လာရိုက်တဲ့လူတွေလည်းရှိတယ်လို့အဲဒီသမီးကြီးစားတွေဒါပြီးတော့စုံမဲ့ပုံလေးလာရိုက်ကြတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာဟာရှုခင်းလေးတွေကတကယ်လှပါတယ်ပတ်လည်မှာစိုက်ခင်းလေးတွေနဲ့စီတန်းပြီးတော့အရန်လှပနေပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေရာကိုတစ်ခေါက်လောက်တော့သွားရောက်နေပတ်ကြည့်ပါတကယ်လို့မြန်မာနိုင်ငံကနေတော့၎င်းစင်ကာပူကနေတော့၎င်းမလေးရှားကနေတော့၎င်းထိုင်းကနေတော့၎င်းကျွန်တော်အကောင့်လေးနဲ့လာရောက်ပြီးတော့လဲပတ်မယ်ဆိုလို့ရှင်လည်းရပါတယ်ကျွန်တော်နေရနေပြီးတော့အစားအဆုံးတာဝန်ယူဆောင်ရွက်ပေးပါတယ်လင်းလက်မှတ်ဖြတ်ပေးတာရောလေတာပတ်တာရောဟိုတယ်တွေပါရောအစားအဆုံးတာဝန်ယူပေးပါတယ်တကယ်လို့ဘေးကနေပဲလာတိချာလိုက်ပို့ပေးပါတယ်ကျွန်တော်ရှိတာလည်းပဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လာလဲတဲ့ဧည့်သည်ကိုပုံလှလှလေးတွေကျွန်တော်ဘက်ကရိုက်ပေးပါတယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်ဗီယက်နမ်နိုင်ငံရဲ့တောတောင်တဘာဝနဲ့အလှပတွေကိုတွေ့မြင်ခံစားရမှာဖြစ်ပါတယ်ရှုခင်းတွေကတော့မြင်တဲ့အတိုင်းပါပဲခင်ဗျာအရန်ကိုလှပပါတယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်တပ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်ကတော့အရန်ကောင်းတဲ့နေရာလေးပါဒီနေရာကိုလာမယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ကတော့တပ်ပုံရိုက်ဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်အဝယ်စား2စုံ3စုံလောက်ထည့်ပြီးတော့ဝတ်စုံမျိုးစုံနဲ့ရိုက်လို့ရပါတယ်သူကတောင်ကုန်းပေါ်ဒီမှာလည်းရိုက်လို့ရတယ်လို့အောက်ပန်းချန်တွေမှာလည်းဆင်းရိုက်လို့ရပါတယ်အောက်ပန်းချန်တွေထဲမှာလည်းပတ်လေပန်းလှတွေနဲ့အမှားဆင်လာတဲ့အရာတွေအများကြီးရှိပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာတစ်ခေါက်လောက်တော့လာပြီးတော့တပ်ပုံရိုက်ကြည့်ပါလို့ကြံပေးပါရစေကျွန်တော်ရှိရောက်လို့ရှင်လည်းဒီနေရာကိုကျွန်တော်ဘက်ကနေပြီးတော့ပို့ဆောင်ပေးပါတယ်ကျွန်တော်ဘက်ကနေပြီးတော့အကုန်လုံးဒီချပို့ဆောင်ပေးရတဲ့အတွက်အားလုံးကိုစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပျော်ရွှင်အောင်ကျွန်တော်ဘက်ကတေချာလိုက်ပါပို့ဆောင်ပေးရတဲ့အတွက်ကျွန်တော်ရှိတစ်ခေါက်လောက်တော့လာလေကြပါလို့ကျွန်တော်ဘက်ကနေဖိတ်ခေါ်လိုက်ပါတယ်လေပဲထွက်တဲ့သူများလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပြီအားလုံးကိုယ်စိတ်နှပြကြည်လင်ချမ်းမြေ့ကြပါသေးလို့ဆုတောင်းပေးပါတယ်ခင်ဗျာဒီနေရာလေးကိုတစ်ခေါက်လောက်တော့လာရောက်လေပတ်ကြပါဗီယက်နမ်နိုင်ငံဟိုချီမင်းကနေပြီးတော့လာရတဲ့မြို့လေးဖြစ်ပါတယ်ဟိုချီမင်းကနေဒီမြို့လေးကိုလာမယ်ဆိုလို့ရှိရင်စတီပင်ဘတ်နဲ့6နိုင်လောက်စီးလာလို့ရှိရင်ဒီမြို့လေးကိုရောက်ပါပြီခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ခင်ဗျာကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာမြန်မာတာလက်ကနှုတ်ဆက်ပါတယ်